မကျွန်တော်ဘာလို့ခေါ်လဲ ဒီနေ့တကြံပဲရှောက်လေမှလည်းပြော အာမကလည်းထုံးစံတိုင်းပေါ့ဆိုင်ကပတ်စီးမလေးတကယ်ချင်းနဲ့ ဒါပဲလား လေဒါပဲလေအဖြစ်လို့ ဘာဖြစ်ရမှာလဲမောင်ရဲ့နေ့တိုင်းတကြံမှာဆိုင်ကင်းနဲ့ပဲရှောက်လေနေရတာပြင်းလာပြီလေတခါတလေလေးဘန်ကောက်ကိုလေမောင်နဲ့မလေးလေရှောက်လေပြီးတော့သူများလူမျိုးလေဘန်ကောက်ရအမတရားဆိုပြီးတော့မောင်နဲ့မနဲ့အဲ့လိုလေးရိုက်ချင်တာအဲ့လိုလေးတွားချင်တာမောင်ကလေနေ့တိုင်းခေါ်သွားတာလည်းမဟုတ်ဘဲနဲ့ပြီးဆင်းရဲနေရလည်းမဟုတ်ဘူးပတ်စံလေးရှစ်သားနဲ့ဟာ哦 ဩမကလည်းဘန်ကောက်မှာတကြံလေးချင်းတော့များစောစောကြမပြောဒါနဲ့များလမ်းခွင့်မလို့ပြောစရာလို့လားချောက်ရကြမယ်နော်ဒီနေ့တကြံဟုတ်ပြီလားနောက်တစ်ခါစပူးမလေးလေးပြောနော်အမအဲ့လိုချောင်းမပြောနဲ့လမ်းခွင့်မလို့ချောင်းပြောဟုတ်ပြီလား ဟုတ်အဆောလန်ခွဲအောင် ရတယ်လေကျွန်တော်လည်းအဲ့စကားကြားချင်တာကြာလာပြီကျွန်တော်ဘက်ကမပြောရလို့တာငြိမ်းနေတာ မောင်ဘလို့စကားပြောလိုက်တာလဲ ကြားတဲ့အတိုင်းပဲလေအသက်လေးနည်းနည်းကြီးတာနဲ့နားမှာမကောင်းတော့လားအမပြူပြဲကြည့်မြင်တဲ့ဒီဘွားတော်ရုံနဲ့ကျွန်တော်လည်းနှစ်တိုင်းဒီဘွားတော်ရုံနဲ့တကြံလေးနေရတဲ့ဝကျွတ်ပြီပေါ့ကျေးဇူးပဲမရဲ့သွားပြီကျေးဇူးပဲသွားပြီ မောင်ရဲ့အမဘန်ကောက်ရှောက်လေချင်လို့လေမောင် ကိုပတ်စံနဲ့ကိုသွားအမအိုမနေနဲ့